မာရရဲ့ခံကစားစောရောင်စိတ်စမနိစသစ္စကံနာကံပကံစီနောစီနီဟောတုမေဇယမင်္ဂလံမာရရဲ့ခံကစားစောရောင်စိတ်စမနိစသစ္စကံနာကံပကံစီနောစီနီဟောတုမေဇယမင်္ဂလံဇီနောအောင်လူရကတို့ဤအထွတ်တမုတ်အုပ်ဆောင်အခေါင်ဖုံးမြတ်မြတ်ဖရာသည်မာရိသာဒီရိမေခလာဆင်းရဏကိုလင်းစွာတက်စီပလင်ဤဝဲလေကြီးမိုးကြီးပြဘူးမိနှင့်မောင်ကြီးတရောင်တလမကျွန်းပြခခွန်လျက်အချင်းသိဒ္ဓပလင်းမြတ်မှအမြန်ထလောစိမြညိုလွင်မောရီပင်နှင့်ပလင်တော်ကားထင်အရှားပင်သင်္ကားမဆိုင်ငါတော်ပိုက်ဟုဆွဲကိုင်းလက်နဲ့ရက်စင်မဲ့ဖြင့်အောက်ထဲဝရန်သောညာအောင်အတောင်ဟေကျွေးမရင်ကြည်သည်ယံဘေတသိမာနမင်းကို၎င်းယခိသာဓမ္မောလှမောမိဒီမိုးကိုရွာဖြိုးသုံးချရမိကြသောဒေါသပြင်းထန်ငါပိမှန်မှအမြန်ထွယ်သွားနှင်းရဲ့အာသည်တရားကင်ကွာအလာဝကတေဇထံပြင်းဘလူမင်းကို၎င်းကစီစာအစွဲထဲချွေရဲ့မွန်လျက်အလုံးဆိုညအမုံ၍ရှင်จิตနှင်သုံးလူမင်းကိုအတင်းအကြဝိညာဉ်ပြောင်းထိုးသအငါရှေ့ရှုလာသည်နာလာဂီရိတောင်ရှိနီနီဆင်ပြောင်ကြီးကို၎င်းစောရေစာတဟုံဒီဖြင့်ခရီးဝေကွာသုံးယူဇနာကိုလက်ရင်စွာပြည့်စွမ်းတော်မြိန်နာငါလူဖောင်းလက်ဖြသေုံသတ်၍နန်းရကကြောမွေးမဲ့တော်ကိုမြင်သောစိုက်စိုက်ထားဖြင့်လိုက်၍မကိုက်ထွတ်တင်သုံးလူရှင်ကိုအပင်ရှောင်ဝေးဘဲကြောင့်ပြေဟုဒါရီပြကသတ်မိလာသည်လုံးစွာဆိုပြီးအင်္ဂုလိခောတခိုးကြောကို၎င်း